ရာသူတို့မှာကရွေးချယ်စရာအများကြီးပဲနေမှာတန်ရောစင်နေထားမိခဲ့လို့မြတ်ပြန်ဆွတ်လို့ဖို့ဆိုတာလည်းအားမရှိတဲ့နေထားပါဟိုအားတင်းနဲ့နေရချစ်ချင်းမြတ်တာကိုတော့မင်းစီကလည်းတခြားနည်းနဲ့မဖွေရှာမျက်ရည်မိုးတွေအားထားစီနဲ့ကြွေကြလာအဲ့လိုကိုရိုရဲ့ခါတီးတဲ့နေများမှာကမ္ဘာရဲ့အမှောင်ချမ်းရောက်ရင်တော့မင်းလည်းနေတဲ့မြင်ဖို့လောင်ကျွမ်းပြနေမယ်သူ့ကိုချစ်ခဲ့ဆုံးလဲမေးလိုက်မင်းနဲ့ပဲခုဒီကြောင်တန်းထဖြစ်နေမက်တီလာကလောနဲ့အောင်ပန်းကနေရောင်ရွှေတို့တဝိုက်ကတောင်တန်းလာတယ်ပေါ်မင်းနဲ့တွေ့ပြီးနောက်တစ်ခေါက်ရှောင်စမ်းမရသေးကိုတို့ကနေမှုထောင်ခန်းပါလေကိုကနောင်လာများစွာတဲကိုရင်းနဲ့လူပွားကြီးလေကိုဆောင်စားတဲ့မြတ်နာချီခဲ့တဲ့ဘယ်သူမှမသိနဲ့ဒီလူစုပမာချေအရက်ဒီကိုကရှိမြဲဒါတမှုတွေရနဲ့ချီတဲ့နေကိုအော်ဟစ်တဲ့မြတ်နိုင်ချင်းခဲ့တဲ့တူဆောင်နေတယ်ကိုဖတ်ထားခဲ့တဲ့ချစ်ချင်းပြားကိုခုမှသိတယ်ဒီကဘာကြီးတွေမှာတရှိရမထူရသေးတယ်